တို့တကယ်လမ်းခွဲလိုက်ပါပြီလေတဲ့အိမ်လေးလဲပြိုခဲ့ပြီအတူဆိုင်ခဲ့ဘူးတဲ့ပလေးများဟာခြေကတော့အမှန်တိုင်းပြောရမယ်ဆိုတော့စွန့်တော့ပြတယ်လို့ပေါ့နော်ခြေကကိုရောင်ထက်ဆိုလဲခြေအရန်ကြိုက်တဲ့ဆူတော်တွေထဲမှာပါတယ်ပေါ့နော်ယောက်ျားလေးဆူတော်တွေမှာပါတော့ဒီအမှတ်သူနဲ့လည်းအိမ်မက်တစ်ခုပေါ့နော်အိမ်မက်တစ်ခုဆန္ဒပြည့်သွားတယ်လို့မျိုးပေါ့ပြီးတော့တချင်းလေးကလည်းအထိုက်လေးရောက်ပြိတ္တကအားပေးပြီးတော့တကယ်ကိုသဘောကျပေးတယ် comment တွေဆိုလည်းအရန်ကောင်းတယ်ပေါ့နော်တော့စိတ်တွေကတို့နေရောက်တော့စီချခဲ့ပါပြီလမ်းလေးတစ်ခုမှတို့တွေတမင်လေးပြချီနေချီတွေချီကိုလုခဲ့တဲ့အပေါ်မှာじゃဒီချဲဘဝမှာပေါ့နော်ချဲတချင်းစပြီးတော့ခွင့်လွှတ်ပေးဖို့တောင်းပန်ညံထွက်တုံးရလို့ခန်းစားချက်လေးပြန်ရရပေါ့နော်လူတွေရဲ့အသိမှတ်ပြုမှုခံရတယ်ပြီးတော့ comment တွေဆိုလည်းအကုန်လုံးကိုကောင်းတယ်ပေါ့နော်အဲ့ဆိုတော့အဲ့မှုလေးပြန်ရပြီးတော့အရန်ဝမ်းသာတယ်ဟုတ်ကဲ့ပါချဲတို့ပေါ့ဒီကိုရောင်ထန်နဲ့လမ်းခွဲလိုက်ပါပြီဆိုရဲတချင်းလေးပေါ့နော်ပြည်သက်တွေကြိုက်ကြရဲဆိုတဲ့အတွက်အရန်ဝမ်းသာပါတယ်ချဲလဲတကယ်ဟိုမှာအများကြီးစူးစမ်းနေပါတယ်အခုတည်းဒီမကြခင်မှာထွက်မဲ့ပေါ့နော်တေးလိုက်ပါမိုးပေါ့နော်အဲ့တချင်းဆိုလို့ရှိရင်လဲပြည်သက်တွေကြိုက်မယ်လို့မျှော်လင့်ပါတယ်ချဲ share တီးပြီးတော့ share ဆိုထားပါတယ်ဟုတ်ဖန်တီးခဲ့ရတော့မနိုင်ပြောမဆို तू ကတော့အကြီးဆိုတော့လေကိုကြီးကိုじゃရှိန်တော့ကိုကစကားရပါပြောဖို့じゃအရန်ဝင်လေးတယ်ပေါ့နော်ဆိုဖို့တော့ပြောတော့လေအဲ့လိုပဲပေါ့တော့ပြောဖို့စဉ်းစားတဲ့တပတ်လောက်ကိုပဲတဲ့လားငါတော့မေးလို့ तू ကညင်းဝိုင်းပေါ့နော်ငါဘလို့လုပ်ရင်ကောင်းမလဲသူ့အနေနဲ့ရောညင်းရရင်အားနာစရာကြီးပေါ့နော်တချင်းတွေ3လေးဘလောက်ရွေးပြီးတော့မှအဲ့တချင်းလေးကိုကြီးတော့ပြတော့ကိုကြီးက okay လေးညီမလေးလောက်ကြမယ်ဆိုပြီးတော့မှလောက်ကြမယ်လို့ပြောပြီးတော့မှ6လတစ်နှစ်လောက်ကြာသွားရောအဲ့ဒါတချင်းကတစ်နှစ်လောက်နေတော့ပြီးပြီးတော့တီးပြီးတော့တချင်းတီးပြီးတော့ဆိုဖို့စောင့်ပြီးတော့နောက်ထပ်6လတစ်နှစ်ထက်ကြာသွားရောအဲ့ဒါရိုက်တာနဲ့ဆိုတော့2နှစ်ကျော်လောက်မသိဘူးကြာတယ်ပေါ့နော်အဲ့တချင်းကဟုတ်ဒါပေမဲ့အခုနောက်ဆုံးတော့ထွက်ခဲ့ပါပြီတဲ့ဟုတ်ခြေကတော့အမှန်တိုင်းပြောရမယ်ဆိုတော့စွန့်တော့ပြတယ်လို့ပေါ့နော်ခြေကကိုရောင်ထက်ဆိုလဲခြေအရန်ကြိုက်တဲ့ဆူတော်တွေထဲမှာပါတယ်ပေါ့နော်ယောက်ျားလေးဆူတော်တွေမှာပါတော့ဒီအမှတ်သူနဲ့လည်းအိမ်မက်တစ်ခုပေါ့နော်အိမ်မက်တစ်ခုဆန္ဒပြည့်သွားတယ်လို့မျိုးပေါ့ပြီးတော့တချင်းလေးကလည်းအထိုက်လေးရောက်ပြိတ္တကအားပေးပြီးတော့တကယ်ကိုသဘောကျပေးတယ် comment တွေဆိုလည်းအရန်ကောင်းတယ်ပေါ့နော်တချင်းတိုက်တယ်နဲ့စားတာပေါ့နော်ငါတို့တွေလမ်းခွဲလိုက်ပါပြီပေါ့နော်စ intro မှာလည်းငါတို့တွေလမ်းခွဲလိုက်ပါပြီဆိုတော့ပြိတ္တတွေကလည်းကြိုက်ကြရပေါ့ရင်ထဲထိရဆိုတော့အတွက်အရန်ဝမ်းသာပါတယ်ဟုတ်ဟုတ်တယ်ဒီ9လပိုင်းကလည်းလမ်းခွဲတဲ့သူတွေများတော့လေဒီတချင်းနဲ့တိုက်ဆိုင်တဲ့သူများရဲ့ထင်ပါတယ်အဲ့လိုမျိုးလေးပါဟုတ်ကိုရောင်ထက်ဆိုလဲပေါ့နော်အချက်ကိုအဲ့လို congratulation လမ်းလုပ်တယ်ညီမလေးပြောရတယ်2ခေါက်3ခေါက်ကိုပဲသူဖုန်းဆက်ပြီးတော့သူသမီးအတွက်လည်းဟိုချက်အတွက်လည်းသူပြောရတယ်ပေါ့နော်တို့မောင်နှမ2ယောက်ကန်ကောင်းသွားတယ်ညီမလေးစူးစားဒီလိုမျိုးလေးတချင်းလေးဆက်လုပ်သွားနော်ဆိုသူလည်းခွန်အားရအများကြီးပေးပါတယ်ကိုယူလည်းကျေးဇူးတင်ပါတယ်လို့ဟုတ်ပြီးတချင်းကိုရေးပေးတဲ့မောင်လေးဓာတ်တွေကိုလည်းကျေးဇူးတင်တယ်ပြီးတော့တီးပြီးတဲ့ကိုဒီဝိုင်းပြီးတော့ကိုဒိုင်တာကိုထွန်းအောင်လည်းတို့အဖွဲ့ UG ဖွဲ့အကုန်လုံးလည်းကျေးဇူးတင်ပါတယ်ဟုတ်ကိုလုခဲ့တဲ့အပေါ်မှာじゃဒီချဲဘဝမှာပေါ့နော်ချဲတချင်းစပြီးတော့ခွင့်လွှတ်ပေးဖို့တောင်းပန်ညံထွက်တုံးရလို့ခန်းစားချက်လေးပြန်ရရပေါ့နော်လူတွေရဲ့အသိမှတ်ပြုမှုခံရတယ်ပြီးတော့ comment တွေဆိုလည်းအကုန်လုံးကိုကောင်းတယ်ပေါ့နော်အဲ့ဆိုတော့အဲ့မှုလေးပြန်ရပြီးတော့အရန်ဝမ်းသာတယ်ဒီတချင်းထွက်သွားတော့ခွန်အားလည်းအများကြီးရပေါ့ဂျားထဲမှာချဲလေးထွက်ပါတယ်လို့ဒီလို type လေးပေါ့နော်ဒါပေမဲ့အဲ့လောက်ထိပြိသက်မသိသွားဘူးပေါ့နော်ဆိုတော့ဒီတစ်ခေါက်တော့ဘာဖြစ်အထိုက်လေးကပြိသက်ကအသိမှတ်ပြုရတဲ့အတွက်တော့အဲ့လို type လေးတွေပဲပေါ့နော်ဒီပုံစံလေးပေါ့အသေးကွဲချင်းလေးပဲစတိုက်ထွက်လာဖို့ရှိပါ2025ကတော့ကွဲမှာလုံးဝအသေးကွဲမယ်ပြီးတော့အခုဒီမကြခင်မှာထွက်မယ်မိုးဆိုလို့ရှင်လေဟောပါပေါ့နော်အသေးချလိုက်ပါမိုးရေအသေးတွေထိအောင်မဲကွယ်လွန်နေစိတ်တွေထိန်လို့မရတော့မိုးရွာရင်ကွယ်သေးချလိုက်ပါမိုးရေအသေးတွေထိအောင်မဲကွယ်လွန်နေစိတ်တွေထိန်လို့မရတော့မိုးရွာရင်ကွယ်အဲ့လိုမျိုးပေါ့မိုးရွာတဲ့အချိန်မှာဆိုကွယ်လမ်းနဲ့စိတ်ကထိန်လို့မရပါဘူးเนาะမိုးရွာမလို့နဲ့ညို့ဒဏ်ရာတွေပေးတယ်လို့ဒီလူရင်မှာငိုအဲ့လိုမျိုးပေါ့နော်အဲ့လိုဘယ်လိုပြောရမလဲစာသားလေးတွေလည်းအဲ့လိုမျိုးအတက်နိုင်ဆုံးတော့စူးစမ်းပြီးတော့ရေးထားပါတယ်လို့ဟုတ်ဟုတ်တယ်အဲ့လိုပေါ့တကယ်ဟိုမှဒီ
မိုးရွာဒီမှာလုံးဝတော်တော်ခံစားမှကြပြီးတော့အချက်ဒီချင်းထဲမှာဆိုရင်ပေါ့နော်ပြည်သက်တွေပေါ့နော်တကယ်လို့နားထောင်ဖြစ်တယ်ဆိုရင်ပေါ့ဒီချင်းလေးကိုတီးဆိုလာတက်ကိုပဲတီးထားတာကိုလည်းပေါ့နော်နားထောင်ကြည့်ပါလို့အရန်မိုက်ပါတယ်လို့ဒီကိုဒီဝိုင်းအမိုက်စားကိုတီးပေးထားပါတယ်အဲ့တော့ကိုဒီဝိုင်းကိုတကယ်ရမ်းကျေးဇူးတင်ပါတယ်ဟုတ်ကျဲတော့အမှန်တိုင်းပြောမှဆိုရင်တော့လေဟိုကလေကိုတကယ်ပေါ့တော့ဒီလောကမှာဒီအနုပညာဂီတလမ်းမှာကိုတကယ်ယူသွလို့ဒီလမ်းကိုရှောက်ခဲ့တာဖြစ်တဲ့ကြောင့်မလို့ဆွမ်းပတ်လို့တစ်ခါတည်းမှာတော့ပြည်သက်အကြိုက်နဲ့ထပ်တူကြကြမှာကြာမှာပေါ့နော်မကြရင်လည်းအများကြီးရှိခဲ့ပါတယ်ဆိုတော့ကိုကတော့တကယ်ယူသွလို့လုံနေတာဖြစ်တဲ့ကြောင့်မလို့တော့အသက်ကြီးတဲ့ချင်းတွေဆိုသွားခြင်းနဲ့အဲ့အတွက်ပုံရိပ်တစ်ခုပေါ့နော်ချိန်သိန်းဆိုပုံရိပ်တစ်ခုကိုတေချာလေးတိဆောက်သွားခြင်းနဲ့ကိုဆိုခြင်းတဲ့ပုံစံလေးလည်းရှိတယ်လို့ဆွမ်းနာပတ်လို့ပြည်သက်အကြိုက်မဲ့ဟာလေးလည်းလုပ်ခဲ့တယ်ဆိုတော့မြတ်မြတ်တရပေါ့နော်ကောအဲ့လိုလေးရောထွက်ဖြစ်ပါအောင်မယ်လို့ပြီးတော့ဘယ်လိုပဲဖြစ်ဖြစ်တော့ကိုကဒီမှာယူသွနေအောင်ပြောစနာရက်သွားဖို့ဆိုတာမယူသွတဲ့ချိန်မှာဖြစ်မှာပေါ့နော်ယူသွနေသေးရတော့ဘယ်လိုပဲပြောတော့တချင်းတွေလှုပ်နေအောင်ပါပါဟုတ်အမှန်တိုင်းပြောမှဆိုတော့ခြေကအရန်ကိုပေါ့နော်အကောင်းမြင်တဲ့အထဲမှာပါတယ်ပေါ့နော်ခြေအရင်တော့ကလည်းဒီလိုတချင်းတွေမဆိုခင်တည်းကလည်းကိုယ့်ရဲ့ရည်ရွယ်ချက်ကဒါပဲငါတနေ့အဆိုတော့ဖြစ်ရမှာငါလုံနိုင်တယ်ပတ်စံမရှိလဲဆွမ်းနာပတ်လို့ငါလုံနိုင်ပါတယ်ငါအကုန်လုံးလို့ဆွမ်းနာပတ်လို့လူတွေရဲ့လေအဓိကကလေပြောချင်တာလူတွေဒီပေါ့မိတ်ဆွေတွေကိုလည်းပြောပြချင်တာစိတ်ဆွမ်းအားအရန်ရည်ကြည်တယ်ကိုဘာဖြစ်ချင်လဲဆိုတာကိုအရင်ဆုံးကိုဘွားကြီးကိုအကောင်းဆုံးစိတ်ကူးရင်ကြည်လိုက်ကွာစိတ်ကူးရင်ကြည်ရင်ငါလုံနိုင်တယ်ဆိုတဲ့စိတ်နဲ့ရှေ့ဆက်ဆွမ်းနာပတ်လို့ကိုယ့်ရဲ့အားနည်းချက်တွေပဲထိုင်ကြည့်ပြီးတော့ကိုယ့်ရဲ့အားနည်းချက်တွေကိုပဲတွေးသူများရဲ့နဲ့နှိုင်းရှင်ကိုတိမ်ငယ်ပြီးတော့ depression ဝင်နေတဲ့လူတယောက်ကဘယ်တော့မှတိုးတက်ဖို့ဆိုတာမလွယ်ဘူးအဲ့တော့ကိုသူများနဲ့မနှိုင်းရှင်မဲနဲ့ကိုပဲနှိုင်းရှင်ကိုပဲဒီနေ့ထက်မနှက်ပြန်ဟာပိုတော်အောင်ကြိုးစားဒီနေ့ထက်မနှက်ပြန်ပိုတိုးတက်အောင်ကြိုးစားဖို့ချဲလဲအကြံပေးချင်တယ်ပေါ့နော်အဓိကကလေလူတော်များများပြဿနာရပါလဲဆိုတော့ depression နဲ့သူများကိုနှိုင်းရှင်တာရယ်ပြီးတော့ကိုယုံကြည်မှုမရှိတာရယ်အဲ့ဒါပြဿနာဆိုတော့လူတွေဆိုတော့အမြဲတမ်းလေဟိုကလေပြည့်စုံတဲ့ဘဝကနေဝုန်းဆိုပြီးတော့လာတာရှားတယ်ပေါ့နော်ဟိုတကယ်ဟိုဘဝမှာဖြတ်တန်းရတဲ့လောကရဲ့လောကရန်တွေခံစားရတယ်ဒါတွေကိုကိုကပေါ့နော်ထိုင်ပြီးပူဆွေးနေမဲ့စားကိုကိုယ့်ရဲ့ဟိုတခုဆိုငါလုံနိုင်တယ်ဆိုတော့စိတ်ဆွမ်းအားပေါ့နော်စိတ်ဆွမ်းအားအရင်ရေးကြည့်ရနော်မယုံရင်ထားကြည့်လိုက်ကိုကတောက်လျှောက်ကြီးမကောင်းတဲ့အတွေးပေါ့နော်ကိုငါကွာဘာလို့လည်းမဖြစ်ဘူးငါဘယ်လိုလဲမသိဘူးငါဘွားကြီးကွာငါလုံနေပြီမဖြစ်ဘူးကွာဆိုတွေးရင်ဇောက်ထိုးကြီးအဲ့လိုဖြစ်သွားတတ်တယ်အဲ့တော့ကိုရဲ့စိတ်ကမြင့်မှာထားရမယ်ပေါ့နော်စိတ်ကိုလေအဲ့လိုမြင့်အမြင့်ဆုံးမှာထားရမယ်အမြင့်ဆုံးမှာထားရမယ်ဆိုတာဘဝင်လေဟတ်နေဖို့အဲ့ဒါပြောရမှာပေါ့ကိုယ့်ရဲ့စိတ်ကိုကိုယ်တိုင်ဆွဲတင်ထားရမှာငါလုံနိုင်တယ်ငါငါဆရာကြီးပဲငါလုံနိုင်တယ်တခုကိုအမားလုံမိသွားတယ်ဆိုရင်အဲ့အမားကိုကသင်ခန်းစာယူပြီးတော့နောက်တစ်ခေါက်မမအောင်ဒါကိုစူးစမ်းပြီးတော့ပြင်ဆင်ရမယ်ချဲတော့အဲ့လိုမျိုးတော့မြင်ပါတယ်ဆိုတော့အဓိကစိတ်ဆွမ်းချဲဘဝတစ်လျှောက်မှာလဲချဲဖြတ်တန်းခဲ့ရတဲ့အချိန်ဒီမှာစိတ်ဆွမ်းအားကိုပဲချဲဂျုံကြည့်ပြီးတော့စိတ်ဆွမ်းအားနဲ့ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုနဲ့ဘဲပေါ့နော်အဲ့လိုစူးစမ်းခဲ့ပါတယ်လို့ဟုတ်ပဒတိအားလုံးလည်းပေါ့နော်အခုထိအားပေးရတော့ကျေးဇူးတင်ပါတယ်ချက်မကြခင်မှာထွက်မယ်ဒီမိုးဆိုတဲ့သချင်းလေးကိုလည်းတဲချလိုက်ပါမိုးဆိုတဲ့သချင်းလေးကိုလည်းအားပေးပါအောင်လို့ကျေးဇူးပါ